မင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်လေ့လာမယ့်အကြောင်းအရာလေးကတော့နေသား3နေရာလေ့ကျင့်ခန်းနေပေါ့နော်ကျွန်တော်နေသား3နေရာလေ့လာခဲ့ပြီးပေါ့နော်လေ့ကျင့်ခန်းတွေလည်းပြီးခဲ့ပြီးဒီနေ့လေ့ကျင့်ခန်းတွေကိုဆက်ကြည့်မယ်ခင်ဗျာကျွန်တော်သူ့ကိုအလုပ်လုပ်ဖို့ပြောဖို့လို့လားဆိုရင်ဘယ်လိုပြောမလဲပေါ့နော်ဒီဝေးချက်မှာကျွန်တော်ဆိုတဲ့နေသားတစ်လုံးပါတယ်သူပါတယ်အလုပ်ပါတယ်ပေါ့နေသား3နေရာပါတယ်ကြိယာစကားလုံးတွေပါတယ်မင်းခွင့်နေလည်းပါတယ်ပေါ့နော်ဒါဆိုရင်ပြုသူနေသားကိုအရင်ရှာကြည့်မယ်ပေါ့နော်ကျွန်တော်သူ့ကိုအလုပ်လုပ်ဖို့ပြောဖို့လို့လားဆိုတဲ့ဝေးချက်မှာကျွန်တော်ကသူ့ကိုအလုပ်လုပ်ဖို့ပြောရဖြစ်တဲ့အတွက်ကျွန်တော်ကပြောရမယ်ဖြစ်တဲ့အတွက်ကျွန်တော်ကပြုသူနေသားပေါ့နော်ရှေ့ဆုံးကထည့်မယ်ကြိယာစကားလုံးတွေအရှိရထည့်မယ်ပေါ့နော်ဒါပြီးတော့သူဆိုတဲ့ဒီကျွန်တော်သူ့ကိုအလုပ်လုပ်ဖို့ပြောဖို့လို့တော့ဝေးကြမှာကျွန်တော်ကသူ့ကိုပြောမှာပေါ့နော်ကျွန်တော်ကသူ့ကိုဒိတ်ပြောလိုက်မှာပေါ့ပြောမှအလုပ်လုပ်ဖို့သူကအလုပ်လုပ်မှာဖြစ်တဲ့အတွက်သူ့ကိုအရင်ထည့်မယ်ပေါ့နော်ဒါဆိုရင်ဒီဝေးချက်မှာအခုကရိယာလေးဖြစ်တဲ့ဖို့လို့လားဖို့လို့တယ်ဆိုတဲ့ဟာလေးပါတယ်ပေါ့နော်ဖို့လို့လားဆိုတော့တောင်းအခုကရိယာပါတယ်ကရိယာဆိုကတော့အရှိရမှာထားမယ်ပေါ့နော်ဒါဆိုရင်ဒီကြည့်မယ်ခင်ဗျผมต้องပြောတာကပေါ့ผมต้องบอกသူပြောမှာသူ့ကိုပြောမှာဖြစ်တဲ့အတွက်ခေါင်းနောက်ပြီးတော့အလုပ်လုပ်ဖို့ဖြစ်တဲ့အတွက်အလုပ်လုပ်ဖို့ဆိုတဲ့ဒီကောင်လေးကကြာဆိုတဲ့ဖို့မယ်ပေါ့နော်ကြာဆိုတဲ့ကိရိယာကြီးရှိမှထားမယ်จะทำงานလုပ်ဖို့ဒီမှာလားဆိုရင်မိခွင်းလေးပါတယ်ပေါ့နော်လားကအငင်းစကားမှာပါလို့ရှင်မိုင်းနေတော့မယ်ပေါ့နော်မိုင်းနော်အဲဆိုရင်ပြောကြည့်မယ်ခင်ဗျผมต้องบอกของจะทำงานไหมครับနောက်တစ်ခုကျွန်တော်အကူကျမကိုပိုက်ဆံယူလာပေးပြီးပြီလားဆိုဝေးကြောက်ရေးခင်ဗျဒီဝေးချက်မှာအကူကပိုက်ဆံကိုယူရမှာကျမကိုပေးရမှာဖြစ်တဲ့အတွက်အကွာပြုသူနေလားပေါ့နော်အကွာပြုသူနေတာဒီဝေးချက်မှာအကွာပြုသူနေတာဖြစ်တဲ့ရှေ့ရထဲမယ်နောက်တစ်ခုပိုက်ဆံကိုယူလာပြီးတော့မှကျမကိုပေးရဖြစ်တဲ့အတွက်ပိုက်ဆံကိုအရင်ထားမယ်ပေါ့နော်ပိုက်ဆံကယူရင်းခံပြီးတော့ယူရနောက်မှာထည့်မယ်พี่อ๋องตังมาให้ฉันหรือยังครับพี่อองตังมาให้ฉันหรือยังครับအကူကျမကိုပိုက်ဆံယူလာပေးပြီလားပေါ့နော်နောက်တစ်ခုညီမလေးကိုထမင်းသွားကူဝယ်လာပေးလို့ရမလားဒီဝိကျမှာညီမလေးကိုထမင်းသွားကူဝယ်လာပေးလို့ရမလားဆိုရင်ဒီဝိကျမှာညီမလေးကိုထမင်းသွားကူဝယ်လာပေးလို့ရမလားဆိုရင်ပြုတူနေတာမပါတော့ဘူးပေါ့နော်ညီမလေးကိုဆိုတဲ့အပြုခံတစ်လုံးပါတယ်ထမင်းလဲဝယ်ရှင်းခံရမှာဖြစ်တဲ့အတွက်အပြုခံပေါ့နော်အပြုခံနေပဲပါတယ်ဆိုတော့ရှေ့မှာအပြုတူနေတာမပါဖြစ်တဲ့အတွက်ကရိယာစားတယ်မှာပေါ့နော်ဝယ်လာပေးလို့ရမလားဆိုရင်ထမင်းရပေါက်ရှင်းခံရလဲတွားချင်းခံရလားပူချင်းခံရလားဝယ်ချင်းခံရလားပေါ့ဒါဆိုရင်ထမင်းကဝယ်ချင်းခံရပြီတွေ့ထမင်းကိုအရင်ပေါ့နော်ထမင်းဝယ်ရုံမှာညီမလေးကိုပြရမှာဖြစ်တဲ့အတွက်ထမင်းကိုညီထင်မယ်ပေါ့နော်ပိုင်ချွဲซื้อข้าวมาให้น้องได้ไหมครับနော်ဒါပြပြကြည့်မယ်ခင်ဗျပိုင်ချွဲซื้อข้าวมาให้น้องได้ไหมครับညီမလေးကိုထမင်းသွားကူဝယ်လာပေးလို့ရမလားပေါ့နော်အဲ့ဒါကိုစစ်ကြည့်မယ်ခင်ဗျအမသူ့ကိုပစ္စည်းသွားဝယ်ပေးပြီလားပေါ့နော်အမသူ့ကိုပစ္စည်းသွားဝယ်ပေးပြီလားဆိုရင်အမကပစ္စည်းသွားဝယ်ပြီးတော့မှသူ့ကိုပေးရဖြစ်တဲ့အတွက်အမပြုလုပ်တဲ့သူပေါ့နော်ပြုသူနေတာဖြစ်တဲ့အတွက်ရှေ့ဆုံးထည့်မယ်နောက်ပြီးတော့ပစ္စည်းကသွားချင်းခံရလားဝယ်ချင်းခံရလားဆိုပေးချင်းခံရလားဆိုရင်ပစ္စည်းကဝယ်ချင်းခံပြီးတဲ့အတွက်ဝယ်တိုင်းနောက်မှာထည့်မယ်ပေါ့နော်ဒါဆိုရင်ထည့်ကြည့်မယ်ခင်ဗျพี่ပိုင်ဒီဝေးချက်မှာအမကပစ္စည်းသွားဝယ်ပြီးတော့မှသူ့ကိုပေးရဖြစ်တဲ့အတွက်ပစ္စည်းကိုအရင်လာမယ်ပေါ့နော်พี่ပိုင်ซื้อของให้ของเรียนครับဒီပစ္စည်းဆိုတဲ့ของငါးတယ်လေးပါတယ်ပေါ့နော်พี่ปังซื้อของให้ของเรียนครับအမသူ့ကိုပစ္စည်းသွားဝယ်ပေးပြီလားပေါ့နော်နောက်တစ်ကြောင်းကြည့်မယ်ခင်ဗျသူ့ကိုပစ္စည်းသွားယူပေးနေတော့ဖြစ်လောက်တယ်ဆိုရင်ဒီဝိကျမှန်လေးပဲသူ့ပစ္စည်းသွားယူပေးနေတော့ဖြစ်လောက်တယ်ဆိုရင်ပြုသူနေတာမပါပြန်တော့ပေါ့နော်ပြုသူနေတာမပါတော့ဘူးဆိုရင်ကတိရတဲ့ဘုံကစားမယ်ပေါ့နော်နေတော့ဖြစ်လောက်တယ်လည်းပါသေးတယ်ပေါ့နော်အခုကတိရလေးလည်းပါသေးတယ်ပေါ့အခုကတိရနေတော့ဖြစ်လောက်တယ်ဆိုရင်နာကြနေကမလန်နေပေါင်းထားတာပေါ့နော်နေတော့ကကမလန်ဖြစ်လောက်တယ်ကနာကြပေါ့နော်ကမလန်နဲ့နာကြနေကဘယ်အရှိရလာလဲဆိုရင်နာကြအရင်ရှိရလာတယ်ပေါ့နော်ကျွန်တော်နေချင်းလေးလာခဲ့ပြီခင်ဗျအဲဆိုရင်နာကြကမလန်လာမယ်ပေါ့နော်နောက်ပြီးတော့ပိတ်ဆန်ပေါက်ချင်းခံရလဲယူရှင်းခံရဖြစ်တဲ့အတွက်ပိတ်ဆန်ကိုယူရတော့မှထင်မယ်ပိတ်ဆန်ကိုယူရမှသူ့ကိုတွားပြဖြစ်တဲ့အတွက်ပိတ်ဆန်အရင်ခံမယ်ပေါ့နော်အဲဆိုရင်စီကြည့်မယ်ခင်ဗျနာကြကမလန်ပန်အောင်တန်ဟိုင်းခေါင်ครับအဲ့မှာယူထည့်လိုက်ရတယ်မထည့်လိုက်ရတယ်ပေါ့နော်နေုံပြလောက်တယ်ပြင်းနေလောက်တယ်ဆိုရင်ယူထည့်ပေါ့နော်နာကြကမလန်ပန်အောင်တန်ဟိုင်းခေါင်ယူครับသူ့ကိုပိတ်ဆန်သွားယူပေးနေတော့ပြလောက်တယ်ပေါ့နော်နောက်တစ်ခုတထေးသူ့ကိုပိတ်ဆန်သွားရှင်းပေးနေလောက်တယ်ဆိုရင်ဘယ်လိုပြောမလဲဆိုရင်ဒီဝိကျမှာတထေးကပြုလုပ်တဲ့သူနေတာပေါ့နော်တထေးကပြုသူနေတာဖြစ်တဲ့အတွက်ရရှိမှထည့်မယ်သူ့ကိုသွားပိတ်ဆန်သွားရှင်းပေးတထေးကပိတ်ဆန်သွားရှင်းတယ်ပိတ်ဆန်ကိုယူရသူ့ကိုရှင်းရမှာဖြစ်တဲ့အတွက်ပိတ်ဆန်ကအရင်လာမယ်ပေါ့နော်ပိတ်ဆန်ပေါက်ချင်းခံရတယ်ဆိုရင်ရှင်းချင်းခံရတာဖြစ်တဲ့အတွက်ရှင်းတာရဲ့နောက်မှာထည့်မယ်ပေါ့နော်အဲဒါထည့်ကြည့်မယ်ခင်ဗျထောက်ကဲပိုင်ကြိမ်တန်းဟိုင်းခေါင်းဒီမှာနေလောက်တယ်လောက်တာလေးပါသေးပေါ့နော်နားကြဆိုရင်လောက်တာပါပြီနားကြကို
အခုကရိယာဆိုရင်နာကြကိုကရိယာတကုနဲ့ရှိမှထင်မယ်ခင်ဗျအဲဆိုရင်ထောက်ကေနာကြပိုင်ကြံတန်ဟင်းခေါင်းယူခပ်ခေါင်းခပ်လို့နော်ဒီပြောကြည့်မယ်ခင်ဗျထောက်ကေနာကြပိုင်ကြံတန်ဟင်းခေါင်းခပ်တတိတူကိုပတ်စံရှင်းပေးနေတော့ရှင်းပေးနေလောက်ပဲပေါ့နော်ဒါဆွေးကြည့်မယ်ခင်ဗျအကိုကျမကိုအင်ကြီးယူလာပြီးလို့ရမလားဆိုရင်အကိုဆိုတဲ့ဒီဝိကြက်ကဒီဝိကြက်မှာအကိုဆိုတာပြုသူနေတာဖြစ်တယ်ပေါ့နော်ပြုသူနေတာဖြစ်တဲ့အတွေ့ရှိရထင်မယ်ကျမကိုအင်ကြီးယူလာပေးလို့ရမလားဆိုရင်အင်ကြီးရပါချင်းယူချင်းကြရတာပေါ့နော်အင်ကြီးယူတော့မှကျမလာပေးမှာဖြစ်တဲ့အတွေ့အင်ကြီးကိုအရင်ထည့်မယ်ပေါ့နော်ဒါဆိုရင်ထည့်ကြည့်မယ်မြတ်พี่อ๋องเสื้อมาให้ฉันได้ไหมครับพี่อ๋องเสื้อมาให้ฉันได้ไหมครับအခုကျမကိုအင်ကြီးယူလာပေးလို့ရမလားပေါ့နော်အဲဒီကျမအင်ကြီးနေရာမှာချက်ချာနိုင်စားလေးထည့်လို့ရပေါ့နော်တခုခုလေးပေါ့ခွဲလေးယူလာပေးလို့ရမလားအဲ့လိုမျိုးပေါ့နော်အခုကျမခွဲလေးယူလာပေးလို့ရမလားအဲ့လိုမျိုးလေးမျိုးထည့်လို့ရတယ်ခင်ဗျဆက်ကြည့်မယ်နော်ကျွန်တော်တငယ်ချင်းကိုအလုပ်ရှာပေးဖို့လိုတယ်ဆိုရင်ဒီဝိကျက်မှာကျွန်တော်ကအလုပ်ရှာပေးရမယ့်သူဖြစ်တဲ့အတွက်ကျွန်တော်ပြုလုပ်တဲ့သူနဲ့သာဖြစ်တဲ့အတွက်ရှေ့ရထည့်မယ်နောက်ပြီးတော့အလုပ်ရှာပေးမှာပေါ့နော်တငယ်ချင်းကိုအလုပ်ရှာပေးဖို့လိုတယ်ဆိုရင်ကျွန်တော်ကနေတငယ်ချင်းကိုအလုပ်ကိုအရင်ရှာပြီးတော့တငယ်ချင်းကိုပေးရဖြစ်တဲ့အတွက်အလုပ်ကအရင်လာမယ်ပေါ့နော်အဲဆိုရင်ဘယ်လိုလာမလဲဆိုရင်ဖုံတောင်းဟာမလိုရဖြစ်တဲ့တောင်းထည့်မယ်ဖုံတောင်းဟာလို့ဆိုတော့အလုပ်ကိုရှာမှာဖြစ်တဲ့အတွက်ဖုံတောင်းဟာငန်ပြီးတော့မှတငယ်ချင်းပေးမယ်ဟိုင်းဖွင့်ครับผมต้องหาเงินให้เพื่อนครับကျွန်တော်တငယ်ချင်းကိုအလုပ်ရှာပေးဖို့လိုတယ်ပေါ့နော်အဲဆိုတော့ကြောင့်ကြည့်ကြည့်မယ်ခင်ဗျညီလေးအကိုကိုပစ္စည်းသွားယူပေးဖို့မလိုတော့ဘူးနော်ဆိုရင်ဘယ်လိုပြောမလဲပေါ့နော်ဒီဥစ္စာမှာညီလေးကပစ္စည်းသွားယူပြီးဖို့မလိုတာဖြစ်တဲ့ညီလေးကပြုလုပ်တဲ့သူနဲ့လားပေါ့နော်ရှေ့ရလာလို့ပြောတဲ့သူနဲ့လားလို့တော့မဟုတ်ဘူးပေါ့နော်ညီလေးစာဖတ်ကြည့်တဲ့ခါမှာညီလေးအကိုကိုပစ္စည်းသွားယူပေးဖို့မလိုတော့ဘူးနော်ဆိုရင်ညီလေးကပစ္စည်းသွားယူမဲ့သူဖြစ်တဲ့အတွက်သူကပြုလုပ်တဲ့သူနဲ့လားပေါ့နော်ရှေ့ရထည့်မယ်နောက်ပြီးတော့သွားယူပြီးတာသွားယူပစ္စည်းရပါချင်းခံရလဲယူချင်းခံရဖြစ်တဲ့ UI နောက်မှာထည့်မယ်ပေါ့နော်ပစ္စည်းကိုယူရင်အကုန်ပြည့်ဖြစ်တဲ့အတွက်ပစ္စည်းကအရင်လာမယ်ပေါ့နော်ဒါဆိုရင်မလိုတော့တာလည်းပါသေးတယ်ပေါ့နော်မလိုတာမိုက်တောင်းပေါ့နော်ဒေါ်လဲပါသေးတော့ဒေါ်ကအငင်းစကားမှန်းနေပေါင်းလို့ချင်းလဲအောက်ကိုဒေါ်လို့ပါလာတယ်ပေါ့နော်ဒါဆိုလဲအောက်ကိုထည့်ရမယ်ပေါ့နော်ဒါဆိုရင်စီကြည့်မယ်ခင်ဗျနောင်မိုက်တောင်းပိုင်အောင်ခေါင်ဟိုင်းဖီလျောက်นะครับဒါဆိုပြောကြည့်မယ်ခင်ဗျနောင်ไม่ต้องไปเอาของให้พี่แล้วนะครับလို့မျိုးတော့ညီလေးအကိုကိုပစ္စည်းတွားယူပေးဖို့မလိုတော့ဘူးเนาะလို့ဒီပဲရတယ်ခင်ဗျဟုတ်ကဲ့ဒီနေ့ကတော့ပါပဲခင်ဗျကျေးဇူးအများကြီးတင်ပါတယ်